နေ့ကျမတို့ငါတိုင်းကြောင်မျိုး20ရက်နေရဲ့အခြေအနေပါကုန်းပေါ်မှာတော့အခုအဲ့လိုမျိုးခရိုးလေဖြစ်နေပါပြီဒါဥဟုံးဝိုင်းလမ်းထိပ်ပေါ့ဝေစင်စတော့ခရိုးလေတွေပဲဥနေရပါပြီရှင်ငါတိုင်းကြောင်တစ်မျိုးလုံးရေဖွေးဝမ်းအောက်သွားပါပြီဟိုအဘူးတို့ကြောက်ကားတို့အကုန်ထွက်ပါတယ်ဟင်္ဒရာကားတို့ပသိမ်ကားတို့ကတော့ဟင်္ဒရာကားကတော့ထွက်သေးပါတယ်ဟင်္ဒရာကိုသွားမဲ့မိတ်ဆွေများဟင်္ဒရာကားတော့ထွက်သေးပါတယ်ပသိမ်ကားတွေကတော့တစ်စီးမှမထွက်တော့ပါဘူးရှင်ရန်ကုန်ကတော့ထွက်တယ်ရွှေဝါဘူးရောကြောက်ကားရောထွက်တယ်ဒါကတော့ကျမတို့မြို့လေကောင်ပေါ့ဥဟုတ်ဝိုင်းလားဟင်းလေးတာနိုင်လို့ပမားလည်းအဲ့ဒါကောင်းတယ်လေစီးတို့တင်တယ်လေစီးလုံးငှားလို့ရပါတယ်နော်ငါဒီခွန်ရှိရ20ကိုဆက်သွယ်လို့ရပါတယ်ရှင်လေစီးလုံးလည်းငှားလို့ရပါတယ်အဲ့တော့ကိုရဆိုင်လေးပဲဖြစ်ပါတယ်အဲ့တော့ငါတန်းကြောင်မျိုးရဲ့အခြေအနေပါသင်ငါမယ်ဆိုရင်ငါတို့ရပါတယ်ခွန်ရှိရ2029ဆက်သွယ်လို့ရပါတယ်ရွှေဝါဘူးကလည်းမများမှာခြင်းနဲ့ဒီဖုန်းနံပါတ်ကိုနှက်ဆက်လို့ရပါတယ်အဲ့ဒါကတော့ထွက်သေးပါတယ်ပသိမ်ကတော့မထွက်တော့ပါဘူးရှင်အဲ့လိုရပါတယ်မန်စီယာတို့ရှောင်းမှာပြန်မတရားဟိကပြန်တော့တာဝေးဖြစ်တွေ့ရဲ့ဒီမောလို့တွေ့ပြောတော့သူ့ချစ်ဆုံးလို့ကြီးညာရဲ့တကူရဲ့တကူကားတွေပဲသူလေDJ Zombieကျန်နေတော့ရေထဲဟိုမဖြစ်တော့တကယ်လေမအတင်းကျော်ဖုန်းယူပါလေအဲ့ဒါမှမင်းတို့ပြန်ဆက်လို့ရမှာပေါ့သူတို့ပြောနေကြတာဒါပသိမ်မုံရွာလမ်းဘေးပေါ့နော်ပသိမ်မုံရွာလမ်းဘေးပါမြို့သူမြို့သားတွေလည်းအကုန်လုံးတာပေါ်တဲထိုးနေရပါပြီဘဝတွေကခြေတွေကလမ်းတိုင်းပြည့်ခြံတိုင်းပြည့်ရေမဝင်တဲ့နေရာလဲ
မရှိတော့ဘူးလို့တော့ပြောရမှာပေါ့နော်ဒါအပြင်ဘက်နေရာတွေပဲမဝင်တော့ဒါအတွင်းငသားเจ้าမြို့ရဲ့ဒါအတွင်းနေရာတွေကတော့အကုန်ဝင်သွားပြီဒါစိတ်မြလန်းလားဒါစိတ်မြလန်းလားဒါစိတ်မြလန်းလည်းရှေ့မှာရေပဲအလန်းလုံးရေဖြစ်သွားပြီခွေးတွေလည်းတော်တော်ဒုက္ခရောက်ပါတယ်လူတွေလည်းမဟုတ်ခွေးတွေလည်းတခင်နေနဲ့ကွဲဒါမှမစားတောက်ကတွေဒုက္ခတွေရောက်အဲ့လိုတွေဖြစ်နေကြပါတယ်တော်တော်ကြပါတော်တော်အဲ့လိုဖြစ်နေပါတယ်အတိုင်းเจ้าမျိုးပြေတာပေါ်ပေါ့နော်မြင်းနဲ့တာပေါ်ပေါ့နော်အဲ့မှာလူတွေကလွတ်ရွှေ့နေကြပါတယ်ဒါပရိုက်တာသမားတွေကတော့ဒါတောက်ရေကန်သုံးရေကန်တာပေါ်မှာစောက်ပေးထားပါပေါ့နော်တာပေါ်မှာစောက်နေတာပေါ့နော်ရှေကကိုရက်ထီကတိတိသာသာလဲမတက်တယ်လို့တိတိသာသာလဲကြာမတော့အောင်ဟိုအနေငယ်စီပိုတိုးလာတလက်မခွဲတလက်မပေါ့နော်အဲ့လိုရှင်နေလေးတွေရှိပါတယ်လို့ရောက်လျှောက်ပါပဲရောက်လျှောက်ပါပဲတရားဆုံးပါပဲအကုန်လုံးသုံးကားအခြေအနေကိုရောက်နေတာဗောနော်မြို့ကကြောက်ထဲမှာဆိုတော့တဲလိုကြီးဖြစ်ပြီးတော့တစ်မျိုးလုံးရေဝင်ပြီးရေပြည့်တာဗောနော်ဒါကကျိုးစိုးပါကြီးဂုံးစင်းဗောနော်ငတိုင်းเจ้าမျိုးကျိုးစိုးပါကြီးဂုံးစင်းပါဒါကြောင့်မျိုးပါ